အားလုံးပဲသခင်ယေရှုခရစ်တော်နာမတော်နဲ့မင်္ဂလာပါဒီနေ့မှာဘေကိချင်တဲ့မဆက်လေးကတော့ကျွန်တော်အရင်ဒီလိုတိထားပြီးသားချက်ပဲဒီကပူနဲ့ဆက်ဆိုင်တော့သူကူနဲ့အများချင်းတော်မာသေးအန်တီစကူငယ်စကူထဲမှာမိဘကိုယူသေးစွာပြုလို့ပူနဲ့ဆက်ဆိုင်တော့သူကူနဲ့အများချင်းတော်လို့ဆိုတာဒီစကူလုံးလေးကတော့နောက်ကဘတ်တို့ထဲမှာခရစ်တော်လည်းတင်ပါမြတ်စွာတောင်းတဲ့အရာတွေကပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်အနေနဲ့ဒီစကလုံးလေးစဉ်းစားတဲ့အခါမှာပူနဲ့ဆက်ဆိုင်တော့သူကူလို့ပြောလာတဲ့အခါမှာပထမဆုံးချက်အနေနဲ့ကတော့မိမိနဲ့ဆက်ဆိုင်တော့သူကူလို့ပြောလာတဲ့စကလုံးဖြစ်တယ်အဲ့ဒါဆိုရင်မိမိကဆိုင်ချင်လည်းရတယ်မဆိုင်ချင်လည်းရတယ်ဆက်ဆိုင်ချင်တာကပထမဆုံးချက်နဲ့မိမိနဲ့ဆက်ဆိုင်ချင်တော့သူဆက်ဆိုင်ချင်လည်းရတယ်မဆက်ဆိုင်ချင်လည်းရတယ်သူတစ်ပါးအကူညီလာတောင်းသမျှကိုကျွန်တော်တို့အနေနဲ့ပြီးနိုင်မှာမဟုတ်တာဖြစ်တဲ့အတွက်ကျွန်တော်ဆက်ဆိုင်ချင်လည်းရတယ်မဆက်ဆိုင်ချင်လည်းရတယ်နောက်တစ်ချက်ကိုဖက်ချန်ကိုပြန်ပြီးစဉ်းစားတော့မှာဖြစ်တယ်မိမိကကူညီချင်ခဲ့ရင်တော့မှပဲသူကအကူညီမခံချင်ဘူးမဆက်ဆိုင်ချင်ဘူးဆိုတော့ဆက်ဆိုင်လို့မရဘူးเนาะအဲ့တော့တကယ်တမ်းကျွန်တော်ဒီဒါလေးကိုချုပ်ပြီးပြောရမယ်ဆိုတော့မိမိရဲ့အကူအညီတကယ်လူအပ်နေတော့သူကတာမိမိနဲ့ဆက်ဆိုင်တာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်အနေနဲ့ကူညီခဲ့ချင်တော့မှာပဲအကူအညီမခံချင်တော့သူတွေအများကြီးရှိပါတယ်အဲ့တော့ကျွန်တော်အနေနဲ့မိမိရဲ့ဦးနဲ့ဆက်ဆိုင်တော့သူကူနဲ့အများချစ်လို့ဆိုလာရဲ့မိမိရဲ့အကူအညီကိုတကယ်လူအပ်နေတော့သူကတာလေမိမိနဲ့ဆက်ဆိုင်တော့သူဖြစ်ပါတယ်လို့ပဲယူဆတာဖြစ်ပါတယ်အစီချင်တာကိုရဒီငါကပတ်တော်လေးအဖြစ်ကိုအပြည့်တိုက်တွန်းလိုက်ပါတယ်ရောက်စီတိုင်းမှာဖြစ်လို့ဒီချပြပါစေ